မချီတော့ဘူးပေးနိုင်ရင်ဥမာလာချီလို့ရှိလို့ရှိရင်တိန်း100တို့ပါလာချီရင်တော့9သိန်းလောက်ပေးလိုက်တယ်ဟိုဟာကိုအလကားပေးလိုက်တာအဲ့ဒါဟိုဘယ်လိုပြောမလဲဟောအခုတော့တဲ့ဗန်ထဲမှာပတ်စံလေးအကုန်ထုတ်သုံးတာစတာပါစတာတကယ်ပေးဘူးလေ2ယောက်3ယောက်လောက်ပေးဘူးလေတိန်း100လေချီးတဲ့ဟိုကတိန်း100လို့ပြောတာအဲ့ဒါ3ယောက်လောက်ပြောခံရဘူးလေအဲ့ဒါကိုက9သိန်းလောက်တော့ပေးလိုက်ပါသူတို့ဒုက္ခရောက်လို့ဖြစ်မှာပေါ့အခုကလူတွေကဟိုဟာလေအဲ့ကိုပတ်စံပေးဘူးလေလူတွေကတိတ်ဝါပါပဲတိတ်ဝါရဲဆိုတာသူလိုမျိုးလေဟိုဟာသူနေမကောင်းဖြစ်လို့သူအခက်ခဲဖြစ်လို့ပတ်စံလာချီရဖြစ်မှာပေါ့အဲ့တော့ကိုကပေးလိုက်တော့ကိုကုသိုလ်ရသွားတယ်လေဟိုဘယ်လိုကိုကသူတောင်းလို့ရာနဲ့ချီတော့မပေးနိုင်ပေမဲ့ကိုနိုင်တော့ပေးလိုက်တော့သူဆေးကုလို့ရတယ်လေတေဝါကြတယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲဟိုရိုးရိုးပြောတာဘာကြီးစကားကိုလဲသူနေမကောင်းလို့ဖြစ်မှာပေါ့မဟုတ်ဘူးလားအဲ့ဒါ3လောက်ရှိရဲ့ဟောအဲ့လိုတော့မဟုတ်စားကြသူတို့ဆေးဖို့လို့နေလားနေမကောင်းဖြစ်နေလားဘာလားပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့စားစေတနာနဲ့အပြတ်ပေးလိုက်တာပါ9သိန်းဆို9သိန်းအပြတ်ပေးလိုက်ရ10သိန်းဆို10သိန်းပြတ်ပေးလိုက်တာဟိုလို300နဲ့ချီပြီးတော့မချီဖြစ်တော့ဘူး